မင်္ဂလာပါရှင်အခုဗီဒီယိုလေးမှာတော့ဒီ barcode printer ကိုပေါ့နော်ဟုတ် power ကြိုးလေးနဲ့ချိတ်ဆက်နည်းလေးတက်ဆင်နည်းလေးကိုတစ်ချက်ရှင်းပြပေးပါမယ်ဟုတ် barcode printer မှာဆိုလို့ရှိရင်အရင်ဆုံးဒီမှာပါတဲ့ပစ္စည်းလေးတွေကတော့ power adapter ကြိုးပါမယ်ပြီးရင် power ကြိုးပါမယ်ပြီးရင်ကွန်ပျူတာနဲ့ချိတ်ဆက်ပြီးသုံးရတဲ့ USB ကြိုးပါမယ်ပြီးရင်ညီမတို့ paper လေးထည့်တဲ့ roll လေးပါမယ်ပြီးရင် barcode printer driver မောင်းဖို့အတွက် driver ခွေလေးပါပါမယ်ဟုတ်ပြီးရင်ဒီ barcode printer ရဲ့နောက်ကျောမှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် power on off လုပ်ပါမယ်ပြီးရင်ညီမတို့ power ကြိုးထိုးရတဲ့ခေါင်းလေးပါမယ်ပြီးရင်ကွန်ပျူတာနဲ့ချိတ်ဆက်ပြီးတော့သုံးရတဲ့ USB အပေါက်လေးပါပါမယ်ရှင်ဟုတ်အဲ့တော့ညီမတို့ power ကြိုးစပြီးတော့ထိုးမှဖြစ်တဲ့အတွက် power adapter ရဲ့ power ကြိုးရဲ့ကိုအရင်ဆုံး join ပါမယ်ဟုတ်အခုလိုမျိုး join လုပ်ပြီးသွားပြီဆိုလို့ရှိရင်ညီမတို့က printer မှာ printer ရဲ့အနောက်မှာရှိနေတဲ့ power ကြိုးလေးနဲ့စပြီးတော့မှ print power ပေါက်နဲ့ပေါ့နော်ဟုတ်စပြီးတော့မှထိုးကြည့်ပါမယ် power ပေါက်နဲ့စပြီးတော့မှထိုးတဲ့အခါမှာpower ပေါက်မှာဆိုလို့ရှိရင်သူကခေါင်းလေးက3ခေါင်းပါတယ်ပေါ့နော်နှစ်ခေါင်းကကျတော့ညီမတို့ကြီးနေတဲ့ခေါင်းလေးတွေပါမယ်တစ်ခေါင်းကကျတော့ညီမတို့သေးနေတာပါမယ်အတူတူပဲ printer ရဲ့အပေါက်မှာဆိုလို့ရှိရင်လေဒီအပေါက်ကျနေရနှစ်ခုရှိမယ်အပေါက်သေးတဲ့ဟာပေါ့နော်တစ်ခုပါမယ်ပေါ့နော်ဟုတ်အဲ့ဒါမျိုးလေးကိုတေချာလေးကြည့်ပြီးတော့မှတေချာလေးထိုးပေးရပါမယ်အရင်ဖိပြီးတော့မှထိုးပေးတာမဟုတ်ဘဲနဲ့ပေါ့ပါပါလေးပဲပေါ်ရန်လေးပဲဒီတိုင်းပဲထိုးပေးလို့ရပါတယ်ရှင်ဟုတ်အခုလိုမျိုးလေးထိုးလို့ပြီးသွားပြီဆိုလို့ရှိရင်ပြီးလို့ရှိရင်ညီမတို့က power ကြိုးလေးကို plug ခုံမှာစပြီးတော့ထိုးလိုက်မယ်ပြီးလို့ရှိရင်ညီမတို့ကကွန်ပျူတာနဲ့ချိတ်ဆက်ပြီးတော့မှသုံးမှာဖြစ်တဲ့အတွက် USB ကြိုးလေးကိုတစ်ချက်ထိုးပါမယ်ဒါဆိုရင်ဒီမှာ USB ခေါင်းလေးတစ်ချက်ထိုးမယ်ဒါကတော့တစ်ဖက်ခေါင်းကကျတော့ကွန်ပျူတာမှာရှိနေတဲ့ USB အပေါက်ကိုတစ်ချက်ထိုးပြရပါမယ်ရှင်ပြီးသွားတဲ့အခါမှာ printer ကို power ကြိုးဆင်လို့ပြီးသွားပြီဆိုလို့ရှိရင် power on off လေးကိုရှိပါတယ်အဲ့ဒါလေးကိုညီမတို့ power လေးကို on လိုက်မယ်ဟုတ်power on လိုက်တဲ့အခါမှာအခုလိုမျိုးအပြာရောင်လေးမီးလေးလင်းနေပါမယ်ဟုတ်ပြီးလို့ရှိရင်အခုလိုမျိုး power မီးလင်းသွားပြီဆိုလို့ရှိရင်ညီမတို့ paper ထည့်ဖို့အတွက်ဆိုလို့ရှိရင်အခုလိုမျိုးလေး paper roll လေးလိုတယ်လိုတဲ့အခါမှာ paper roll တွေမှာဆိုလို့ရှိရင်ညီမတို့ကဒီတစ်ဖက်ချမ်းကကျန်းနေတဲ့အပိုင်းရှိမယ်တစ်ဖက်ကချောနေတဲ့အပိုင်းလေးရှိမယ်ပေါ့နော်ဟုတ်ဒီချောနေတဲ့အပိုင်းလေးကိုဒီ roll ရဲ့အတွင်းဘက်ကိုတစ်ချက်ထားပေးပါမယ်ဟုတ်အခုလိုမျိုးလေးဖြစ်ပြီဆိုလို့ရှိရင်ဒီ printer ထဲမှာညီမတို့ထည့်ပါမယ်ပြီးရင်အခုလိုမျိုးလေးတစ်ချက်ထည့်မယ်ပြီးရင် printer လေးကိုအခုလိုမျိုးလေးပြန်ပြီးတော့ပေးလိုက်မယ်ဟုတ်အဲ့ဒါဆိုလို့ရှိရင် printer ကိုညီမတို့ power ကြိုးလေးစင်တာလေးပြီးသွားပါပြီရှင်